Hi ဂိုင်ရပါဂိုင်ဖလီယာ page ကနေကြိုဆိုပါရယ်ဒီနေ့မှာတော့ဂိုင်ကဒီ backup ပိုင်း3ခုမှာဒီ Garden Quest ကြောက်ကလေးကိုအသုံးပြုပြီးပြုလုပ်ထားပါရယ် Garden Quest ရဲ့ကြောက်ကလေးအကြောင်းအရင်ဆုံးပြပြချင်တယ်ပေါ့နော်ဆိုတော့အပြည့်အစုံကတော့ဂိုင် page မှာသင်ပြီးသားဖြစ်ပါရယ်ဒီ Crystal Surgery ဆိုတဲ့ album ထဲမှာဝင်ပြီးဖတ်နိုင်ပါတယ်သူတို့လေးတွေကမနိုင်တဲ့ဂိုင်ကြောက်တွေထဲမှာ Garden Quest ကိုအကြိုက်ဆုံးပဲတခြားကဘာကိုဝင်ရောက်သွားလို့ခံစားရတဲ့ကြောက်တွေပေါ့ဆိုတော့ဒီ quest ထဲမှာကဘာလေးတစ်ခုဖြစ်တည်နေရကအသက်ထက်ကိုပို့ပြီးအထောက်အကူပြုစေတယ်ဂိုင်တို့မှာအသက်ထက်ကိုပေါ့နော်အထောက်အကူပြုစေရဲ့ crystal 2မျိုးနဲ့စားပဲရှိတယ်ဒီကောင်ကကျတော့အေးတက်နောက်တစ်ခုပေါ့နော်ဂိုင်ကိုဝတ်ထားတဲ့ဒီပယင်းဆိုတာလဲသူအတက်တက်ကိုစားပြီးကြောက်လေဘာလို့လဲဆိုတော့ဒီပယင်းထဲမှာကအကောင်လေးကိန်းအောင်လေးလို့ဒါပေမဲ့သူကတော့အပူတက်ပေါ့ဒီ quest လေးကကြတော့ဒီ garden quest လေးကကြတော့ဒါအေးတက်ကိုစားပြီးကြောက်သူကဂိုင်သုံးမှုတက်လောက်တော့အထူးသဖြင့်ကသူဒီတရားထိုင်တဲ့အခါမျိုးမှာဒီ energy walk တွေလုပ်တဲ့အခါမျိုးမှာဆိုရင်အရန်သုံးလို့ကောင်းတဲ့ကြောက်လေအေးတက်ကိုအရန်ထောက်ကိုပြူတယ်နောက်တစ်ခုက tarot reader ရဲ့အတွက်တော်တော်လေးကိုအထောက်ကိုပြကြောက်ဆိုတော့တေချာဘာဖြစ်လို့လဲဆိုတော့ဒီ garden quest နေနဲ့ energy ကုန်တဲ့အချိန်မှာ tarot ဟောမယ်ဆိုရင်တော်တော်လေးကိုဟောလို့ပြောလို့ကောင်းတယ်သိလားဆိုတော့ဒီနေ့မှာတော့ဒီနေ့ reading လေးကဘာအကြောင်းလဲဆိုရင်ဘာအကြောင်းမှတော့မဟုတ်ဘူးဂိုင်ရရဲ့ဒီမနစ်ကဒီ2025အတွင်းပေါ့နော်ဝယ်ခဲ့တဲ့ dust တစ်ခုကသင်ကိုဘာပြောချင်လဲနောက်တစ်ခုကကြတော့ဒီဂိုင်ရဲ့ dust မြတ်တော်ရှာသဘောကျတဲ့ client တယောက် follower တယောက်ခိုင်းရှာခြင်းနဲ့တယောက်ထဲမကရလည်းဖြစ်နိုင်တယ်ဒါကြောင့်မို့လို့ဒီနေ့မြတ်တော်ရှာကိုပွဲထုတ်မယ်ပဲပြောရမှာပေါ့နော်ဆိုတော့ဖိုင်လေးရွေးမယ်ဆိုရင်ဖိုင်1ဖိုင်2ဖိုင်3ဖိုင်1လေးကိုတခြားလေးပြပေးမယ်နော်သူကတော့အစိမ်းလေးတောအုပ်စိမ်းတီးတက်ဝင်တာ green forest လေးဖိုင်2ဖိုင်3ဖိုင်3ကတော့တကယ်ဒီ angel လေးတွေ vibe ပို့ရတယ်ဆိုတော့ကိုနဲ့တကယ် calling ဖြစ်တဲ့တကယ်ကိုဆွဲခေါ်နေရဆိုတော့ထင်တဲ့ပိုင်ကိုရွှေ့ချယ်ပါပေါ့နော်အခုကတော့ဂိုင်ရဲ့မြတ်တော်ရှာနဲ့မိတ်ဆက်ပေးချင်ပါတယ်ဒီ midnight oracle ပေါ့ဒီ oracle ကဂိုင်နာမည်ပေးထားတယ်သူ့ရဲ့နာမည်မြတ်တော်ရှာဆိုတော့ဒီ oracle နဲ့အထက်ကသေးစိတ်ကြည့်ပေးမှာနည်းနည်းလေး fan ဖြစ်အောင်လို့ဒါမှမဟုတ် fan ဖြစ်အောင်ထက် energy နည်းနည်းလေးပို့ပေါ်သွားအောင်ဒီဘက်ကကျ capricious ဒီကောင်လေးကတော့တော်လေးချဖို့ကောင်းမယ်လို့ခင်တတ်တဲ့ကောင်သူသဘောကျတဲ့ client နဲ့သဘောကျတဲ့ follower ရောရှာပြီးသွားပြီအခုကမြတ်တော်ရှာအတွက်လူရှာပေးမှာဒါကြောင့်မို့လို့ဂိုင်ရဲ့မြတ်တော်ရှာကသင်ကိုဘာ message လာပေးချင်တယ်လဲဖိုင်ဝဲဝေချခဲ့သူရဲ့အတွက် Hawking ဖြစ်ပါတယ်ဆိုတော့ Hawking ကိုဖတ်လိုက်တဲ့အခါမှာ the watchful eyes တဲ့ဘယ်သူကစောင့်ကြည့်ရလဲ sense သိမပေါ်တဲ့အတွက်ကြောင့်မလို့ guide ဒီ oracle လေးပါတွဲပြီးသုံးပေးထားတယ်ပေါ့နော်ဒီကောင်ကတော့ guys မှာရောက်တာတော့ကြာပါတယ်2024တဲ့ရထင်တယ် pick up by video ရောက်မယ်ဆိုပြီးတော့ဝယ်လိုက်တာပဲဒါပေမဲ့ pick up by video ကအခုမှ2025မှာရိုက်တယ်သူကတော့ရောက်တာကြာပြီဆိုတော့ကဝီဆိုတော့ကိုယ်စောင့်ကြည့်ရဲ့အရာတွေအများကြီးရှိတယ်အထူးသဖြင့်ဒီကိုအလလတ်မမီတဲ့နေရာမျိုးပေါ့နော်တရားဘာကိုကိုယ်ွယ်တယ်လဲဒီပိုင်လေးရဲ့ကြည့်ရလို့ဘာကိုကိုယ်ွယ်တယ်လဲဘယ်ရောက်ကိုသဘောကျလဲဒါတွေကဟိုတောင်းတဲ့ယူဆချက်ကွာရင်ကွာမယ်ဒါကတော့ဒီကားရဲ့ pick up by video ဆိုတော့ကားရဲ့ file အတိုင်းပဲပြောလိုက်တော့မှာပေါ့နော်ဆိုတော့ကိုနဲ့နည်းနည်းအစေးကတ်ချင်မှကတ်လိမ့်မယ်ဥမာဒီ Egypt ဘရားတဲ့ Egypt ဘက်ပိုင်းနေနောက်တော့ကအဲ့ဒါထက်ဒီပေါ့နော်ဒီ Viking ဘက်တွေနှစ်ဖရားတွေ Viking က god တွေ goddess တွေနောက်တော့ကကျ Greek ဘက်က god တွေ goddess တွေဒီလိုမျိုးဘယ်လိုပြောမလဲအရင် purify ဖြစ်တဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့လူတွေလိုပဲကောင်းတာနဲ့ဆိုးတာနဲ့ညနေတဲ့အရာတွေ god တွေ goddess တွေဒီလိုပိုင်းညာကိုစောင့်ကြည့်နေရအရင်များတယ်နောက်တော့ကကျကို manifest လုပ်ထားလို့ရှိရဆိုတိတ်မကြခင်ပြည့်ပါလိမ့်မယ်တဲ့နောက်တော့ကမြတ်တော်ရှာဒီပိုင်ရွေးသူတို့သဘောကျလဲဆိုအရင်ရောက်သဘောမကျဘူးဒါပေမဲ့50-50 average ဆိုရင်60%လောက်သဘောကျတယ်လို့ပြောလို့ရတယ်နောက်ကဒီပိုင်လေးတွေကလေကိုချစ်ဖို့ဘယ်တော့မှမေ့နေတတ်တယ်လို့မဟုတ်ဘူးဥမာအများကြီးအသေးကွဲရင်ကွဲမယ်လူဒါပေမဲ့ဘလို့ပဲအသေးကွဲနောက်ဆုံးမှာအဲ့ဒီလူကြောင့်အသေးကွဲသွားရဆိုရင်တော့မှအဲ့ဒီလူကိုတကယ် move on ဖြစ်တဲ့နေကြကိုကမတူညီအောင်လို့မတူဒီအဲ့ဒီလူတီးခဲ့တဲ့လူကြောင့်မဟုတ်တဲ့ပုံစံအဖြစ်ပို့ပြီးရင်းတဲ့ပုံစံပို့ပြီးထက်မြက်တဲ့ပုံစံအဖြစ်ကြောင်းလဲနိုင်တဲ့သူတွေဖြစ်တယ်အထူးသဖြင့်ဒီပါရွေးတဲ့သူတွေဒီမိန်းကလေးများလိမ့်မယ်အပြင်မှာလေခိုင်းပြင်မှာညသိမ့်မနဲ့တဲ့အတွက်ကြောင့်မလို့ဒီ noises တွေအရင်များနေရယ်နည်းနည်းဖြည့်ပြီးနောက်ထောက်ပေးပါပေါ့နော် message ကအရင်ပေးချင်လို့လာပြင်းနေအမိရိုက်လိုက်တာပါဆိုတော့ခုနစကားပြန်ကောက်ပြောမယ်ဆိုရင်
ဒီပါရွေးရဲ့သူတွေ family အရန်များတယ် main ကလေးရွှေရအရန်များလိမ့်မယ်နောက်ကကျတော့လှကျင်ပါကျင်တဲ့သူတွေများလိမ့်မယ်ကိုအလှကိုကောင်းကောင်းလေးသိတဲ့သူတွေများလိမ့်မယ်ဆိုတော့ဒီလူတွေဒီအထက်ကဝတ်တင်တာဒီအနီရောင်နီညိုရောင်အမဲရောင်စက်သွေးရောင်ဒါမျိုးလွှမ်းတဲ့အဝေးအစားမျိုးဝတ်စုံများကို attractive အရန်ဖြစ်စေလိမ့်မယ်နောက်ပြီးတော့ဒီပိုင်းထဲမှာလေဟာတာတစ်ခုရှိတယ်ဒီပိုင်းရွေးရဲ့သူတွေကကိုက cute type ပဲမဲ့ကိုက sexy type ဝေးရကြိုက်တာမျိုး it's okay ဝေးကြည့်ပါတဲ့နည်းနည်းလို့ cute sexy လေးကိုဖြစ်နေမှာပေါ့နော်ဆိုတော့ကဘာကိုပြောလဲဆိုတော့တင်ဆုတောင်းထားတာရှင်တင်စိတ်တွေကအသေးအတန်အထူးသဖြင့်2022လောက်ခရဲကတချို့ရေအတွက်ကကြာ2022ထဲကစိတ်ထဲမှာဝဲလင်းလေးတစ်ခုခုဖြစ်ချင်တဲ့တစုံတရာလိုချင်တဲ့အဲ့ဒီအရာကိုပဲစိတ်ထဲမှာမုန်းချက်နေတောင်းတနေတယ် manifest တွေလုပ်ထမှာလုပ်လိမ့်မယ်ဒါပေမဲ့အဲ့ဒီအရာကိုပဲမုန်းချက်နေတောင်းတနေတယ်အဲ့ဒီလူတွေ2022ထဲကကို manifest တဲ့အရာတချို့တွေကကြာတော့2020စုံကဏ္ဍတွေပုံမြင်ရသေးလား2024ကတည်းကလိုချင်ခဲ့တဲ့အရာ2024ကအဖြေရှာများရဲ့အကြောင်းအရာဒါမျိုးလေးတွေကတိတ်မကြခင်မှာအဆင်ပြေသွားလိမ့်မယ်အဖြေတစ်ခုရပါလိမ့်မယ်ကိုချစ်ဖို့မမေ့ရဲ့သူတွေအတွက်ထပ်ပြီးတော့ကိုမပြောက်ဆုံးပဲနဲ့ကိုပြန်ပြီးရှာတွေ့ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဖတ်တော်ရှာက Hi ပိုင်တိုးလေးတွေမင်္ဂလာပါအရင်ဦးဆုံးတော့ဒီ capricious ကိုအရင်ထုတ်လိုက်တယ်စကားရောင်ထက်တယ်ဘာလို့လဲဆိုတော့ဒီကောင်ကြိုးကြည့်ပြီးသားပေါ့နော်ဟွာ development base ဆိုတော့ကျိန်းတွေပေါ့ဒီတစ်ခေါက်လာပြည့်ပေါ့နော်။ဒါမြင်တာလာပြည့်ရဲ့အရာတွေကိုပဲခန်းစားရတယ်။ဒီတစ်ခေါက်လာပြည့်နော်ဒီတစ်ခေါက်လာပြည့်တဲ့ဆိုင်လေခိုးတလကအော်တိုဘာလာပြည့်တော့မဟုတ်ဘူးရှေ့အဲ့ရဲ့ရှေ့အလောကပေါ့နော်။ချက်သွေးနေလာပြည့်ဖြစ်ခဲ့တယ်။ဒီပိုင်းဒီ timeless ပိုင်းဖြစ်တယ်။ဒီပိုင်းကိုကြိုက်တဲ့အချိန်ရွှေ့လို့ရတယ်။ဒီဗီဒီယိုကြိုက်တဲ့အချိန်ကြည့်လို့ရတယ်။ဒါပေမဲ့2025 maybe September လောက်ကထင်တဲ့ချက်သွေးအောင်လာပြည့်လွှမ်းခဲ့တဲ့လာအဲ့ဒီလောက်ကစပြီးတော့ကိုယ့်ရဲ့ intuition နဲ့ပိုကောင်းလာရရှိရ clarity ပိုဖြစ်လာရှိရ special ဘိုင်းနဲ့ပတ်သက်ပြီးပို့ပြီး ability တိုးတက်လာရှိရနောက်တစ်ခါကျအကာအကွယ်တစ်ခုချလာမျိုးရှိရကိုယ့်ရဲ့အဆောင်အရှောက်ပေါ့နော်ကိုယ့်ရဲ့အဆောင်အရှောက်အထူးသဖြင့်ကိုယ်နဲ့နည်းနည်းလေးဝေးကွာနေတဲ့အဆောင်အရှောက်တင်ပြောချင်တာလက်ရှိနေအဆောင်အရှောက်မဟုတ်ဘဲနဲ့အဲ့ဒီချက်တွင်းအောင်လာပြည့်နောက်ပိုင်းမှာကိုယ်ဆိုရောက်လာမယ်အဆောင်အရှောက်အသစ်တွေရောက်လာမျိုးလည်းရှိတယ်လို့နောက်တစ်ခုကနည်းနည်းလေးကိုယ်အမြဲ distanceကာကွယ်နေတဲ့အဆောင်ရှောက်တချို့ကြီးမားထဲမှာရှိတယ်။အဲ့ဒီအဆောင်ရှောက်တွေကကိုစုတစ်ခုခုချင်းမြင့်ထားတာရှိရ။ဥမာအားဖြင့်ဆိုမဲ့ဆိုညနာမြင့်ချစ်ခင်အတန်းကြားတနာပါစေဆိုတဲ့စုမျိုးပေါ့။ဆိုတော့တခြားလူထဲစားရင်ကိုဆိုရင်နည်းနည်းစအချင်းကြရင်နောက်ချင်းကြရင်စချင်းကြရင်နောက်ချင်းကြရင်ဆိုတာကကြောင်တယ်နောက်တယ်ပြည့်ရဲ့သဘောမျိုးမဟုတ်ဘဲနဲ့ချစ်ခင်လို့ကိုချင်မွေးပါတော့ကိုယ့်ရဲ့အကြီးအကဲအထက်သူကြီးတွေကကိုဘယ်လို short ဝင်သွားသူတို့ short ရှုံနဲ့ကိုလက်ခံတယ်စချင်နောက်ချင်တဲ့စိတ်လေးဖြစ်နေတတ်တယ်ဒါပေမဲ့အဲ့ဒီနောက်ွယ်မှာကိုရရဲ့ ability အရန်များတယ် protection တစ်ခုပါရထားဥမာတော်ရုံတန်ရုံပေါ့ဥမာ pro လောကသားဝိညာဉ်လေလွဲဝိညာဉ်နဲ့ pro လောကသားရဲ့ကိုနာမကတ်နိုင်တာမျိုးရှိတယ်ဆိုတော့ဒီရက်ပိုင်းမှာပေါ့ကို့မှာ memory ထဲမှာတိတ်ပံလို့ပြောလို့ရတယ်အင်္ဂလိပ်လိုနာမည်တော့မေ့သွားပြီအဲ့လိုမျိုးကိုဒီနေရာရောက်ဒီနေရာကိုရောက်ဘူးသူလို memories မျိုးဖြစ်တာမျိုးလေဟိုဟာစားရင်ဥမာကိုထိုင်နေတဲ့လူတောက်ကစကားလှမ်းပြောရဲဆိုအဲ့ဒီအဖြစ်ပြန်လို့အရင်တော့ဖြစ်ပျက်ဖို့တယ်လို့မျိုးခံစားရတာအဲ့လို memory ခဏခဏဖြစ်နေသူမျိုးရှိတာရှိရဲဆိုရင်တိတ်မကြခင်မှာတင့်ရဲ့ဘိုးဘေးအဆောင်ကတင့်နာကိုရောက်လာနိုင်မယ်ဆိုရင် specific message တစ်ခုတွေ့ရတယ်ဒီလားဆိုတော့ကားရဲ့ဒီမြတ်တော်ရှာကဒီကားရဲ့ဒီမြတ်တော်ရှာကယူတို့ကိုဘာပြောချင်လဲဆိုရင်ချစ်လာလို့ပြောရင်သဘောကျပါတယ်ဒါပေမဲ့မင်းနဲ့ငါနဲ့ energy မကိုက်ဘူးတဲ့နောက်တစ်ခုကမင်းကိုကွာခွဲတသက်ရှိပြီလားကားရဲ့လို့အကြီးကဲ့အရာမျိုးရှိပြီလားကားရဲ့မြတ်တော်ရှာထဲမှာဝင်ဂိုင်ပါလို့ဒီကောင်နာမည်ပေးထားလဲဆိုတော့ဒီ midnight oracle မှာအဆောင်ရှောက်ဝင်နေရတယ်အဲ့ဒီအဆောင်ရှောက်ဝင်နေရတယ်လေတော့ဘိုင်းဆိုင်ရာတွေကအကြီးတရားရောက်ပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မို့နာမည်ပေးလိုက်တာမြတ်တော်ရှာဆိုပြီးတော့တော်စကားတိတ်မပြောဘူးထုံးစံတာအခုလည်းတိတ်ပြီးတော့စကားမပြောအတင်းဖြစ်ညစ်ပြီးတော့ကြည့်အောင်ပေါ့နော်ဆိုတော့ပြောချင်တာကသူနဲ့တိတ်တော့အစိမ့်မကပ်ဘူးဒါပေမဲ့တဲ့နားမှာအရင်ကတည်းကနားဆိုအရန်အနားမဟုတ်ပဲနဲ့အဲ့လို distance တစ်ခုမှအင်္ဂလိပ်ရရှိနေတာဒီ dark ဘိုင်းဆိုင်ရာဘက်ကအဆောင်ရှောက်တစ်ခုဖြစ်လိမ့်မယ်ခုနကပြောသလို memories တွေခဏအဲ့လိုမျိုးပေါ့အလဲပတ်ဒီနေရာကိုရောက်ဘူးသူတို့သွားဘူးသူတို့အဲ့လိုမျိုးဖြစ်နေတာဒီဒါ science အရာအုံနောက်ကြောင့်လည်းဟုတ်တာပဲမဲ့ဒီမှာခဏလောက်အဲ့ဒါကြီးကိုဖယ်ထားဘာဖြစ်လို့လဲဆိုတော့အဲ့လိုမျိုးကိုခဏဒီရက်ပိုင်းမှာဖြစ်နေတယ်ဆိုတော့တိတ်မဲ့ကြခင်မှာကိုစီကိုဒီမျိုးအဆောင်တယောက်လာပြီးတော့ကိုကောင်းချီးလာပေးနိုင်မယ်အဓိကကိုအဝေးမှာအကြာကြီးထားခဲ့ရတဲ့အတွက်ကြောင့်မလို့သူစိတ်မချတဲ့အတွက်ကြောင့်မလို့အထူးသဖြင့်မြစ်တာရေးမှာလာပြီးကူညီမယ်ဆိုတော့ message တစ်ခုရှာပါတယ်ဒါလေးကတော့ပိုင်းတူလေးပါ
အပြင်မှာနည်းနည်းဆိုကြတယ်ဒါလေးကပိုင်တို့လေးပါကားရဲ့မျက်တော်ရှာအများကြီးမချစ်ပင်မဲ့ဒီပိုင်ရှင်လေးကိုလည်းသဘောကျတယ်အများကြီးတော့သဘောမကျပင်မဲ့ချီကျူးတဲ့ message တစ်ခုရတယ်ပေါ့နော်ဒီပိုင်တို့လေးကတော့ဒီ deep dark and dangerous origin သုံးစရာတော့မလိုတော့ပါဘူးတော့တခြားပိုင်လေးတွားရအောင်အခုကတော့ပိုင်3လေးတွေဒီ fairy game ဝင်နေတယ်လို့မျိုး quest ကားနဲ့ quest ကိုရွေးထားပြီးတော့ဟုတ်ကဲ့ပါဆိုတော့ကြည့်တော့ကြည့်ပွားရဒါမဲ့ခဏပါမယ်ပိုင်သွေးလေးရလေဒီပိုင်မှာပိုင်3ပိုင်မှာပိုင်သွေးလေးတွေကိုစိုးရိမ်ဆိုင်လည်းမြင်တယ်ဥပမာ Quad Scorpio တို့ဒီစနေသမီးစနေသား Scorpio နောက်တစ်ခုကကြတော့ Scorpio ရဲ့နောက်ကကျတော့ Virgo ထက် Capricorn Scorpio တို့ Capricorn တို့ဆိုရင်ဒီ Hawk ကအတင်းအတွက်တော်တော်ကြီးကို energy ကိုက်လိမ့်မယ်တခြား sign တွေလည်းဟိုတစ်ချက်နားထောင်ကြည့်ပါကိုယ်နဲ့ energy ကိုက်တာမျိုးရှိကောင်းရှိလိုက်တယ်ဒါပေမဲ့အထူးသဖြင့်တွေ့ရ Scorpio နဲ့ Capricorn ရနောက်တော့ကစနေတနည်းခုနကပြောတော့ဟိုနေ့နဲ့ပြောမှဆိုစနေလောက်ပဲ energy ကတော်တော်လေးတင်းတော့ energy ကိုက်တဲ့ဟာမျိုးဖြစ်လိမ့်မယ်ဓာတ်ရိုက်ကြီး message ပေးရမျိုးဖြစ်လိမ့်မယ်ဆိုတော့ဒီပိုင်တွေကိုမြတ်တော်ရှာသဘောကျလားဆိုတော့သဘောကျပါတယ်သဘောကျတာထက်ပေါင်းချင်း3ခန်းတန်းဆိုတော့ gain နဲ့ energy ကိုက်တဲ့သူမျိုးလို့သူကပြောချင်တယ်သိလားဆိုတော့အမှန်တိုင်းပြောရင်ဒီ pick up by reading နဲ့မြတ်တော်ရှာသဘောကျတဲ့သူရှာပဲမယ်မတွေးပါဘူးထုံးစံတိုင်းရှာလဲတော်တော်များနေပါပြီထပ်ပြီးတော့ public မှာမြတ်တော်ရှာတဲ့ဗီဒီယိုထပ်လာမှာပေါ့နော်အဲဆိုရင်တော့ဆိုတော့ပြက်နေတဲ့စကားစာပြန်ပြောရမှာဆိုဒီလိုရက်နေနည်းနည်းတော့ထူးဆန်းတယ်ရှေ့ရပိုင်နေတဲ့ထူးဆန်းတာပါလဲဆိုတော့ဒီလူတွေကလေအဲ့လိုဘယ်လိုပြောမလဲအိမ်ပူလေးဆိုတာကအဲ့လိုအိမ်ကပူရင်မကောင်းမယ်သူတို့နားမှာပြတ်တက်နာဖြစ်လေသူတို့စီကိုဝင်နာများလေဆိုတဲ့ကန်တရားမျိုးပိုင်ဆိုင်ထားတယ်နည်းနည်းတော့ထူးဆန်းတယ်နော်နောက်တစ်ခုကဆိုဒီလိုတွေတင်များသောအဖြစ်တကယ်လို့ကိုယ့်ရဲ့ energy မပွင့်သေးဘူးတတ်မှတ်တဲ့အသက်ဆိုအသက်3ခန်းန်းနီးရဲ့ပေါင်းချေ3ခန်းန်းနီးရဲ့အသက်2တွေဒါမှမဟုတ်လို့ရှိရင်အသက်30ပေါင်းချေ3ခန်းန်းနီးရဲ့ဆို21တို့12တို့နောက်ကဆို30အဲ့ဒီအသက်တွေမှာကိုယ့်ရဲ့ inner power inner strength ဘယ်လောက်ကောင်းလဲကိုခံစားမိပေမဲ့အဲ့နဲ့ဝေးရဲ့ခန်းန်းတွေနောက်ကစုံခန်းန်း2တွေမှာကစိတ်အားငယ်နေတတ်တဲ့သူနည်းနည်းများလိမ့်မယ်ဒီလားတကယ်တော့လေကိုကလေအခြေမှာပဲထားပါတော့လူတယောက်ကကိုလိုချင်လာအောင်ကိုသဘောကျရလို့ဘယ်လိုရယူအောင်လုပ်မလဲဆိုတဲ့ ability မျိုးပိုင်ဆိုင်တယ်ဒီလားဒါကောင်းတဲ့ battery လားမကောင်းတဲ့ battery လားဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်လိုမလဲ status လောက်တာတော့ညှို့ဆွဲတာတော့ညှို့ရတော့ဆွဲဆောင်တာတော့နောက်ခါကျ manipulate တို့ဒီလူတွေဒီအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့တချို့အရာတွေသုံးသင့်ရင်သုံးပေမဲ့လူတယောက်ကို manipulation လုပ်တာဆိုတော့တိတ်ပြီးမကောင်းကွာမှန်တိုင်းပြောရင်ဆိုတော့ပြောချင်တာအဲ့လိုမျိုး dark power တွေလည်းပိုင်ဆိုင်တယ် manipulate လုပ်တာတွေ status လုပ်တာတွေဒါမျိုးတွေကိုပိုင်ဆိုင်တယ်လို့ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုတော်တော်လေးကိုမျက်နှာမှာတခြားနေရာအထက်မျက်နှာ appearance ပုံစံတော်တော်လေးကိုဆွဲဆောင်မှုရှိလိမ့်မယ်ဒါပေမဲ့တင်ရအလားကိုကြည့်ရတဲ့သူပဲမြင်လိမ့်မယ်ပြောချင်တာကကိုနဲ့ကံမဆက်တဲ့သူကိုနဲ့ရေဘလို့မှမသွားရတဲ့သူဆိုကိုဘလောက်ဆွဲဆောင်မှုရှိလဲမျက်နှာက attractive ဘလောက်ဖြစ်လဲမြင်နိုင်မှာမဟုတ်ဒါတင်တော့ရဲ့ထူးခြားချက်ပဲဆိုတော့ခုနကပြကောက်ပြောမယ်ဆိုရင်အဲ့ဒါကြောင့်မလို့ကို့မှာဓာတ်ပါဝါဘလောက်ရှိလဲဆိုရင်ဒီ dark and dangerous ကပါ dark and dangerous ကပါအကူကြီးတိုးပြီးအကူကြီးတောင်းပြီးတော့ကြည့်ထားပေမဲ့ဘရလောကာတွေမမြင်နိုင်တဲ့ဘုံလောကာတွေဒီအရာတွေအတွက်တော့ပြောရမယ်ဆိုအောက်ဘုံလောကအတွက်တော့ကိုကလင်းလက်နေလိမ့်မယ်အောက်ဘုံတော်တော်များများကိုနာမှာပတ်လည်နေတာမျိုးကိုဆရာအကူကြီးတောင်းတာမျိုးလည်းဘယ်ကရှိလိမ့်မယ်အထူးသဖြင့်လာမိုက်ညလာပြအောင်မဟုတ်ဘူးလာမိုက်နေတွေလာကွယ်နေတွေဆိုရင်ထင်အောင်ထင်မှာဒီညားမယ်မြင်တာတွေညားလိမ့်မယ်ဒါမျိုးလေး sense မျိုးရှိလိမ့်မယ်ဒါမဲ့ဒီ Duke Ascend တော့အောက်ပေါ်က Duke Ascend တော့ Devil တို့ Demon တို့ကတော့ကိုစီလာရောက်ပြီးတော့အဲ့လို withdraw မဲ့ energy မျိုးတော့မတွေ့ရဘူး anyway ကိုဒီအပြင်ပိုင်းကကြည့်ရင်ယောက်ျားလေးဆိုရင်လည်းလုံးဝကို handsome main ကလေးဆိုလည်းလုံးဝကို woman ပေါ့ကွာတိလားခဲမဟုတ် woman ယောက်ျားလေးဆိုလည်း boy မဟုတ်ဘူး man အဲ့လို type မျိုးဖြစ်လိမ့်မယ်သို့တော့ကိုယ့်ရဲ့အတွင်းက feminine energy ကောင်းတယ်ရှိတယ်များတယ်ပြောချင်တာခိုးသားလေးနေ energy များတယ်အဲ့ဒီအတွက်ကြောင့်မလို့ကိုလိုချင်တာဘယ်လိုမျိုးပြော့ပြောင်းစွာယူရမလဲဆိုတော့ကောင်းလေးသိရတဲ့သူမျိုးလောကမှာ shiver energy လို့ခေါ်တဲ့ဒီညာဘက် energy ပေါ့ wear energy ဒီ main energy ညာတိုင်းလည်းမကောင်းခိုးသားလေးနေ energy ကထိန်းညှိပြီးအလုံးလုံးမအဆင်ပြေအဲ့လိုပဲဒီလိုရခိုးသားလေးနေ energy ကိုထိန်းညှိစရာမလိုကျင့်စရာမလိုတော်တော်လေးများရမှာပါပုံမှန်ဆိုရင်ဂိုင်းတော့ကခိုးသားလေးနေ energy ကကျင့်
ယူရတာများတယ်တော်တော်များများပါလေဒီလိုရကြတော့မွေးရပါတယ်ခုသားလေးနေရာနဲ့ကြီးပါပြီးသားသူတွေများတယ်အဲ့ဒါကြောင့်မို့ကိုလိုချင်တဲ့အရာကိုဘယ်လိုမျိုးတွယ်ဝိုင်းစာနဲ့ယူတတ်မယ်ယောက်ျားလေးထဲမှာဆိုဒါဒီကောင်တော်တော်ဟိုအတွင်းအသည့်အစင်းသည့်တငယ်ချင်းတို့ဒီကောင်တော်တော်ညံ့များပါလားလိုချင်တော့ဘယ်လိုပြောမလဲသိပါလားဒီကောင်မိမဆန်တယ်ဟာဆိုပြီးအတွင်းသည့်အစင်းသည့်ရမှတ်ချက်ပေးရလို့ကြုံရင်ကြုံရလိမ့်မယ်ဒါမဲ့လို့တကယ်ကိုပဲကိုယ့်ရဲ့ attraction point ကဘာလဲရှာမတွေ့တဲ့သူမျိုးတွေလာရွေးရများလိမ့်မယ်တကယ်တော့သင်ရဲ့ attraction point ပြီးသင်ရဲ့မျက်နှာ appearance တော့ကလူတယောက်ကိုဘယ်လိုကိုယ်နာမှာကြာဆွဲထားမလဲဆိုရမူရမှာရာတွေပဲဖြစ်ပါတယ်ဒါလေးရတော့ message ပေါ့နော်မြတ်တော်ရှားကအစိုးပိုင်3အတွက်ကကြတော့တင်တို့ရဲ့ပျောက်ဆုံးနေတဲ့တင်တို့ရဲ့ ability အကြောင်းပြောတာဖြစ်နေမယ်ဂိုင်းတော့ပိုင်3ပိုင်ကိုခြုံငုံသုံးသပ်မယ်ဆိုရင် pi 1လေးအတွက်ကကြတော့မြတ်တော်ရှားပေးရဲ့ message ကတင်အကြာကြီး manifest ထားတဲ့အရာတင်အကြာကြီးပျောက်ဆုံးနေတဲ့အရာတစ်ခု sorry ပါစုလက်အနေနဲ့ပြန်တွေ့မယ်ဆို message ရတယ်ပိုင်2တွေအတွက် message ကကြတော့တင်တို့မှာအဆောက်အအုံချင်းမအကောင့်တစ်ခုတယောက်ရှိရယ်အကအကွဲအရန်များတယ်ကိုအတွက်နောက်တော့ကိုယ့်ရဲ့ special ability အတိုင်းအတာတစ်ခုတည်ပွင့်နေမယ်စက်သွေးနီလာချက်ပြီးလာပြည့်ပြီးကြရတာပေါ့နော်ဆိုတော့ပိုင်3တွေအတွက် message ကကြတော့ကိုယ့်ရဲ့ပျောက်ဆုံးတဲ့ ability ကဘာတွေလဲဆိုပြီးပြောပြတာပဲဖြစ်တယ်ဒီပိုင်3ပိုင်ပုံမှာမြတ်တော်ရှာသဘောအကျဆုံးပိုင်ရပိုင်2ဖြစ်လိမ့်မယ်ပိုင်2ဖြစ်လိမ့်မယ်ဒါပေမဲ့ energy အကုန်လုံးအရင် sense မရအောင်မြတ်တော်ရှာဒီအမှန်တိုင်းပြောတုံတယုံစကားလည်းမပြောသလိုတုံတယုံလည်းအရင်သဘောမကျအောင်လူတွေကိုလေအဲ့လိုမျိုးရှိရတဲ့အတွက်ကြောင့်မလို့ဒါကတော့ဟိုပိုင်2ကိုတော့အချက်ဆုံးလို့ပြောလို့ရတယ်ပေါ့နော်အဲ့လိုပဲပြောရမှာပါပဲဆိုတော့ဒါလေးကတော့ client မြတ်တော်ရှာသဘောကျတဲ့ follower လေးတွေကိုရှာဖွေတဲ့ client လေးတွေမြတ်တော်ရှာသဘောကျတဲ့သူကိုရှာဖွေပိုင်းပဲဖြစ်ပါတယ်ရှာဖွေရဲ့ video ပေါ့နော်ဒါလေးပဲဖြစ်ပါတယ်ဆိုတော့ဘာလို့ guide ဒီလိုလုပ်လဲလို့မေးစရာရှိတယ်ဘာလို့လဲဆိုတော့အပျော်ပေါ့နော်ဒီထရောဟောရဲ့ဘွားကြီးကမှန်လိုက်ပြောရင်တစ်ခါလေးကျအရင်ငွေဖို့ကောင်းတယ်ပြင်းဖို့ကောင်းတယ်အထီးချန်ဆန်တဲ့နေ့ရက်တွေရှိတယ်ဒါတွေဒါတိုင်းမှာဆိုတော့အဲ့ဒီအချိန်လေးမှာဘာလုပ်လဲဆိုတော့ guide ထရောနဲ့ဆော့ကစားရေးစကားပြောရဲတောက်တဲ့စားရဲပြီးသွားလို့ရှိရင်အခုလိုတီထွင်တာပေါ့ကွယ်ကိုယ့်ရဲ့ဒီ dust ထဲမှာအဆောင်းအအုံတွေဝင်နေလို့ရှိရင်ဒါမှမဟုတ်လို့ရှိရင်အဆောင်းအအုံဝင်သည်ဖြစ်စေမဝင်သည်ဖြစ်စေ dust တစ်ခုချင်းစမှာမတူရင် energy ရှိရဲဒါဝိညာဉ်တော်တဲ့ note ထားပြီးတဲ့သူဆိုသိလိမ့်မယ်ဝိညာဉ်တော်အကြောင်းလည်းခိုင်း page မှာ post ပေးအများကြီးတင်ခဲ့ပွဲထားပါတော့ဆိုတော့ tarot နဲ့အလွယ်ပြောမယ်ဆိုဝိညာဉ်တော်တဲ့ဆက်ဆို tarot နဲ့အစိကတ်သွားပေါ့ tarot နဲ့အစိကတ်သွားလို့ရှိရင် dust အကုန်လုံးမှာ energy မတူညီအောင်သိလိမ့်မယ်ဆိုတော့ dust တစ်ခုချင်းစီကနေတောင်းတတဲ့သူတို့သဘောကျတဲ့လူဆိုတာရှိရ client တွေ follower တွေပေါ့နော်ဆိုတော့သူတို့သဘောကျတဲ့သူဆိုရင်စကားတွေအများကြီးပြောတယ် information တွေအများကြီးပေးတယ်အခြေရေးကြည့်ပေမဲ့ပညာရေးစီးပွားရေးပါအကြံပေးရတဲ့အရာတွေရှိတယ်အဲ့လိုပဲအခုလဲခိုင်းမြတ်တော်ရှာသဘောကျတဲ့သူရှာဖွေနေတာတော်တော်ကြာပါပြီဟောလောက်ရှိပေါ့4-5လလောက်ရှိပြီကျန်တဲ့ချိန်တွေကတော့ဒီပေါ်တို့ဝယ်ရလဲ3-4လပဲရှိတော့ဒီပေါ်3-4လလောက်တော့ရှိပြီတိုးတော့အခက်ထိရောမတွေ့သေးဘူးအကယ်၍ပေါ့တနေ့နေ့ရောတွေ့မယ်လို့ပြောနေပါတယ်ဆိုတော့အားလုံးပဲတာတဲ့နေ့လေးဖြစ်ပါစေရှင်